ငုံမှာကားစရာတို့ကိုလွမ်းနေကြပြီမဟုတ်လားအတန်းနူရဲ့ကားဓမားလေးကျမ်းမာရေးရှင်နေကြောင်းအိမ်ကိုခဏပြန်သွားလို့တစ်တော်ဗီဒီယိုလေးတွေတင်တာကိုကျန်းနာထားတာဖြစ်ပါတယ်အခုတော့လူစုံတက်စုံပြန်ဖြစ်ပြီဆိုတော့အရင်လိုဟာတာလေးတွေနဲ့အတူတူစလိုက်ကြရအောင်ငုံမှာကားစရာလူကြီးတော့လွတ်လပ်ရေးကြောက်တိုင်ကြီးလို့ ADA ဆန်နဲ့အချင်းနဲ့ပတ်တိုင်ရင်ဘာမှမခံစားရဘူးလို့ထင်ရတယ်နှလုံးသားလေးကြတော့မြေဦးလွင်ပန်းပွဲတော်လေးကလိပ်ပြာလေးတွေဝိုင်းရံထားတဲ့ဝါကွန်းလေးကြလို့နှုတ်ချက်ညီမလေးတွေနားရောက်ရင်ဟိုးတပွန်ပွန်နဲ့အထာပေးနေလိုက်တာ Happy Holiday ရောက်သွားတဲ့ကလေးငယ်လေးကြလို့ဟိုဟာဆော့ခြင်းဒီဟာဆော့ခြင်းနဲ့ဒီကိုတူညီမလေးတွေရဲ့တန်ရိုးစင်ကျိုးနဲ့ချီနှောင်ထားတဲ့ပူစီပေါင်းလေးတွေလေမုံမှာကားစရာဒါကြကြပြဆန်လွတ်သွားပြီဟိုတနေရာတွေ့တဲ့ကားစရာဦးလေးကြီးလဲဆေးရုံတုံးရတက်လိုက်ရတယ်ကျမ်းမာရေးကြောင့်မဟုတ်ဘူးကားဘိန်းပေါက်တာလန့်သွားလို့လေမုံမှာကားစရာဒါကြတဲ့နှုတ်ချက်လာနေကြကားစရာဦးလေးဒီတစ်ခေါက်ပါမလာတော့လို့ဖုံးဆက်မိလိုက်တာလူပုံစံကြည့်တော့မခုတ်တတ်တဲ့အကြောင်းလို့ဥပုံဆောင်နဲ့ကြားလို့နဲ့တကယ်လူရိုးကြီးအတက်အရွယ်ရလာပြီးမျက်စိအားနဲ့လာလို့ကာမလောကကနေအနာယူတော့မယ်တဲ့လေဒီအတက်အရွယ်ရောက်မှကာမမောင်မဲဘာလို့ကင်စားမှလဲမေးလိုက်တော့မိန်းမ3ယောက်တာသမီ4ယောက်ရှိတယ်သူတို့လှုပ်စားထိုင်စားမယ်တဲ့ငုံးမှာကားစရာဘယ်နေရာမှာအားနဲ့ဒီနေရာမှာတော့လုံးဝအားမနေဘူးတန်ချက်ပေးခြင်းနဲ့မစီရတော့ကာရမားတွေရုပ်ဘလောက်ဆိုးဆိုးအခြေရင်းနဲ့ပတ်သက်လာရင်အမြဲတမ်းနံပါတ်1ပဲဆိုတဲ့အကြောင်းဖြစ်ပါတယ်